ကြည့်ရှုသူမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2026 5လပိုင်း16ရက်နေ့မှာထွက်ရှိမဲ့6ချိန်မြောက် 3D အတွက်ကစားသင့်တဲ့ကဏ္ဍတစ်ခွက်ကိုစတင်တွက်ပြပေးသွားမှာဖြစ်ပါတယ်ထိပ်စီးရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း1ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း5ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း5ဖြစ်နေပါတယ်ဒီတိုင်းဆက်ယူမယ်ဆိုရင်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ3ညရှိတဲ့အတွက်6ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး6ပါနောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ဒီလေးလုံးပေါင်းခြင်း4ဖြစ်နေပါတယ်ဒီလေးလုံးပေါင်းခြင်း4ဖြစ်နေပါတယ်ဒီတိုင်း4ဆက်ဖြစ်ဖို့ဆိုရင်ဒီလေးလုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း5ဖြစ်တဲ့အတွက်6ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး6ပါနောက်တစ်ချက်ကဒီ3လုံးပေါင်းခြင်း3ဖြစ်တယ်လို့ဒီ4လုံးပေါင်းခြင်း3ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း4ဖြစ်တယ်လို့ဒီ4လုံးပေါင်းခြင်း4ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ4လုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း6ဖြစ်တယ်လို့ဒီ4လုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်ဒီ4လုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်အလဲထိုင်ရှာပြပေးတော့မှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း5ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း5ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း6ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒီတိုင်းဆက်ယူမယ်ဆိုရင်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ6ရှိတဲ့အတွက်1ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်1ပါနောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ဒီနှလုံးပေါင်းခြင်း10ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း10ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ2ရှိတဲ့အတွက်1ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်1ပါနောက်ပိတ်ရှာပြပြီးတော့မှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း2ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း2ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း3ဖြစ်နေပါတယ်ဒီတိုင်းဆက်ယူမယ်ဆိုရင်ဒီနှလုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ9ရှိတဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်9ပါနောက်တစ်မျိုးယူလို့ရပါသေးတယ်ဒီနှလုံးပေါင်းခြင်း1ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း1ဒီနှလုံးပေါင်းခြင်း2ဒီနှလုံးပေါင်းခြင်း3ဒီနှလုံးပေါင်းခြင်း4ဆိုပြီးတော့အစဉ်လိုက်ယူလို့ရပါသေးတယ်နောက်တစ်နည်းကတော့ဒီနှလုံးပေါင်းခြင်း2ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း2ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း2ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း2ဖြစ်နေပါတယ်ဒီတိုင်းဆက်ယူမယ်ဆိုရင်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ6ရှိတဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်9ပါနောက်တစ်ချက်ကတော့ဒီမှာနောက်ပိတ်3ရှိပါတယ်တပင်ကျော်ပြီးတော့ဒီနှလုံးပေါင်းခြင်း3ဖြစ်ပါတယ်ဒီမှာနောက်ပိတ်6ရှိပါတယ်တပင်ကျော်ပြီးတော့ဒီနှလုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီမှာနောက်ပိတ်9ရှိပါတယ်တပင်ကျော်ပြီးတော့ဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒါကြောင့်ဒီမှာနောက်ပိတ်4ရှိတဲ့အတွက်တပင်ကျော်ပြီးတော့ဒီနှလုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ထိပ်စီးအလဲထိုင်ပေါင်းခြင်းကိုရှာပြပေးတော့မှာဖြစ်ပါတယ်ဒါကတော့ပြီးခဲ့တဲ့8ချိန်မှာထိပ်စီးအလဲထိုင်ပေါင်းခြင်းမှန်ခဲ့တဲ့အဆက်ပဲဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ4လုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း10ဖြစ်တယ်လို့ဒီ4လုံးပေါင်းခြင်း10ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း6ဖြစ်တယ်လို့ဒီ4လုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း2ဖြစ်တယ်လို့ဒီ4လုံးပေါင်းခြင်း2ဖြစ်နေပါတယ်ဒီတိုင်းဆက်ဖြစ်ဖို့ဆိုရင်ဒီ3လုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်ဒီ4လုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းခြင်း3ညပါကျွန်တော်တို့ကထိပ်စီးကိုအလဲထိုင်1ယူထားတဲ့အတွက်ပေါင်းခြင်း3ညကိုက်ညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်ထိပ်စီးနောက်ပိတ်အတွဲကိုရှာပြပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း1ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း1ဖြစ်နေပါတယ်
963ပြီးတော့866မှာဆက်ဖြစ်နေပါသေးတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒီတစ်ပင်ကြောရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း4ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း4ဖြစ်နေပါတယ်914ပြီးတော့612မှာဆက်ဖြစ်နေပါသေးတယ်ဒီ3လုံးပေါင်းခြင်း10ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း10ဖြစ်နေပါတယ်ဒါကြောင့်ဒီတိုင်းဆက်ဖြစ်မယ်ဆိုရင်ဒီတစ်ပင်ကြော်ပြီးတော့အခု6ချိန်မှာဆက်ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး6ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီး6ဖြစ်မယ်ဆိုရင်နောက်ပိတ်ခွန်ယူရမှာဖြစ်ပါတယ်တနည်းအားဖြင့်ထိပ်စီးကနောက်ပိတ်ထက်2ပွင့်ကြီးရမှာဖြစ်ပါတယ်ဆက်ပြီးတော့ထိပ်စီးနောက်ပိတ်ပေါင်းခြင်းကိုရှာပြပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း10ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း10ဖြစ်နေပါတယ်ဒါကြောင့်ဒီတိုင်းဆက်ဖြစ်ဖို့ဆိုရင်ဒီ3လုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ9ရှိတဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး9နောက်ပိတ်9ယူထားတဲ့အတွက်ပေါင်းခြင်း6ကညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်အလဲထိုင်နောက်ပိတ်ပေါင်းခြင်းကိုရှာပြပေးတော့မှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း6ရဲ့နှစ်ခတ်9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ရဲ့နှစ်ခတ်9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ရဲ့နှစ်ခတ်8ကဒီနှလုံးပေါင်းခြင်း10ဖြစ်ပြီးဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း10ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်အလဲထိုင်နောက်ပိတ်ပေါင်းခြင်း10ပါကျွန်တော်တို့ကအလဲထိုင်1နောက်ပိတ်9ယူထားတဲ့အတွက်ပေါင်းခြင်း10ကညွန်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဘရိတ်ရှာပြပေးတော့မှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့ပါဝါ4ကဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်အောက်မှာဘရိတ်4ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့ပါဝါ3ညကဒီ3လုံးပေါင်းခြင်း3ညဖြစ်ပါတယ်အောက်မှာဘရိတ်3ညဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း2ရဲ့ပါဝါ9ကဒီ3လုံးပေါင်းခြင်း9ဖြစ်ပြီးဖြစ်ပါတယ်ဒါကြောင့်အောက်မှာဘရိတ်ခွန်ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့က6တစ်ခွန်ယူထားတဲ့အတွက်ဘရိတ်ခွန်ကညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်6တစ်ခွန်ကိုနောက်တနည်းနဲ့တွက်ပြပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း10ဖြစ်ပါတယ်6ရဲ့2ရဲ့ခွန်ရဲ့3ညရဲ့3ရဲ့ပေါင်းခြင်း10ဖြစ်ပါတယ်အောက်မှာပေါင်းခြင်း10နဲ့အလဲထိုင်1နောက်ပိတ်ခွန်အတွဲရှိပါတယ်ဒုတိယကပ်မှာဒီ3လုံးပေါင်းခြင်း10ဖြစ်ပါတယ်ခွန်ရဲ့2ရဲ့3ညရဲ့2ရဲ့ပေါင်းခြင်း10ဖြစ်ပါတယ်အောက်မှာပေါင်းခြင်း10နဲ့အလဲထိုင်1နောက်ပိတ်ခွန်အတွဲရှိပါတယ်တတိယကပ်မှာဒီ3လုံးပေါင်းခြင်း10ဖြစ်ပါတယ်8ရဲ့2ရဲ့ခွန်ရဲ့4ရဲ့ပေါင်းခြင်း10ဖြစ်ပါတယ်ဒါကြောင့်အောက်မှာပေါင်းခြင်း10နဲ့အလဲထိုင်1နောက်ပိတ်ခွန်အတွဲဖြစ်ရမှာဖြစ်ပါတယ်ဒီမှာအလဲထိုင်1နဲ့ခွာပေါင်းခြင်း10ဖြစ်ပါတယ်ဒီမှာအလဲထိုင်1နဲ့ခွာပေါင်းခြင်း9ဖြစ်ပါတယ်ဒီတိုင်းဆက်ဖြစ်မယ်ဆိုရင်ဒီနေရာမှာအလဲထိုင်1နဲ့ခွာပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့6တစ်ခွန်ကညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဆက်ပြီးတော့ထိပ်စီးအလဲထိုင်ပေါင်းခြင်းနဲ့နောက်ပိတ်အတွဲကိုရှာပြပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ရဲ့နှစ်ခတ်9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့နှစ်ခတ်6ကဒီနှလုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့နှစ်ခတ်3ညကဒီနှလုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်9ပါဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်9ရဲ့နှစ်ခတ်3ညကဒီနှလုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်
ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီးကိုအလဲထိုင်တစ်နောက်ပိတ်ခွန်အတွဲကကိုက်ညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ထိပ်စီးအလဲထိုင်ပေါင်းခြင်းနဲ့ဘရိတ်ကိုရှာပြပေးသွားမှာဖြစ်ပါတယ်ထိပ်စီးအလဲထိုင်ပေါင်းခြင်းကတော့ပြီးခဲ့တဲ့၈ကြိမ်မှာရှာပြခဲ့တဲ့နည်းပဲဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်းနှစ်ရဲ့နှက်ခတ်၄ကဒီသုံးလုံးပေါင်းခြင်း၄ဖြစ်ပါတယ်ဒီ၅လုံးပေါင်းခြင်း၉ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းခြင်း9နဲ့ဘရိတ်3ညဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း4ရဲ့နှက်ခတ်2ကဒီသုံးလုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒီ9လုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းခြင်း9နဲ့ဘရိတ်3ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ရဲ့နှက်ခတ်8ကဒီသုံးလုံးပေါင်းခြင်း8ဖြစ်ပါတယ်ဒီ9လုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းခြင်း1နဲ့ဘရိတ်4ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း4ရဲ့နှက်ခတ်2ကဒီသုံးလုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒီ9လုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်း3ညပြတ်မှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းခြင်း6နဲ့ဘရိတ်3ညဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း8ရဲ့နှက်ခတ်1ကဒီသုံးလုံးပေါင်းခြင်း1ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ1ရှိတဲ့အတွက်ထိပ်စီးအလဲထိုင်ပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒီ9လုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း2ဖြစ်တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းခြင်း3ညနဲ့ဘရိတ်ခွန်ဖြစ်ပါတယ်ကျွန်တော်တို့က6တစ်ခွန်ယူထားတဲ့အတွက်ကိုက်ညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ9လုံးပေါင်းခြင်း9ကနှစ်ပင်ကျော်ပြီးတော့12ကြိမ်မှာထပ်ဖြစ်မလားလို့ကျွန်တော်တို့ကစဉ်းစားရမှာဖြစ်ပါတယ်အကယ်၍ထပ်ဖြစ်မယ်ဆိုလို့ရှိရင်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်9ဖြစ်ဖို့ဘရိတ်3ညပေါင်းရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဘရိတ်3ညကိုရှာနိုင်မယ်ဆိုလို့ရှိရင်ဒီပုံစံအတိုင်းတွက်လို့ရမှာဖြစ်ပါတယ်ဘရိတ်3ညကိုကျွန်တော်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဘရိတ်3ညရှိပါတယ်ဒီမှာဘရိတ်3ညရှိပါတယ်ဒီမှာဘရိတ်3ညရှိပါတယ်ဒီမှာဘရိတ်3ညဖြစ်ရမှာဖြစ်ပါတယ်ဒီမှာဘရိတ်8ရှိပါတယ်ဒီမှာဘရိတ်9ရှိပါတယ်ဒီမှာဘရိတ်3ညဖြစ်ရမှာဖြစ်ပါတယ်ဒီမှာဘရိတ်8ရှိပါတယ်ဒီမှာဘရိတ်9ရှိပါတယ်ဒီမှာဘရိတ်3ညဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်12ကြိမ်မှာဒီ9လုံးပေါင်းခြင်း9ဖြစ်နိုင်ခြေရှိတဲ့အတွက်အခု9ကြိမ်မြောက်မှာလည်းဒီ9လုံးပေါင်းခြင်း9ဖြစ်နိုင်ခြေရှိပါတယ်ဒါကြောင့်ဘရိတ်9နဲ့6တစ်ခွန်ဒဲတကွက်ရလာပါတယ်2026 5လပိုင်း16ရက်နေ့မနက်ဖြန်မှာထွက်ရှိမဲ့6ကြိမ်မြောက် 3D အတွက်ကစားတဲ့ကဏ္ဍတစ်ကွက်ကတော့6တစ်ခွန်ဒဲတကွက်ဖြစ်ပါတယ်ကြည့်ရှုသူမိတ်ဆွေအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးကံကောင်းခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေ။